လောကကွိုင်းလောကတွေမှာအိတ်အပ်မယ်ပေါ့နော်အိတ်အပ်မယ်ဆိုလို့ရှိရင်သူကဒီအိတ်ကိုအပ်မှလားထုံမှလားကိုမေးတယ်အပ်မှဆိုလို့ရှိရင်သူကလွတ်တဲ့လောကရှားတယ်ဒါဆိုလို့ရှိရင်ဒီမှာအပေါ်ဆုံးကလွတ်တယ်ပေါ့နော်ဒီလိုအနီးပြထားဆိုလို့ရှိရင်တော့မလွတ်ဘူးအဲ့တော့ကိုကအိတ်ထည့်ထားတယ်ပေါ့နော်ဒီမှာအိတ်ထည့်ထားတယ်အဲ့တော့နောက်ချမယ်ပိတ်လိုက်အောင်ပေါ့နော်ပိတ်လိုက်လို့ရှိရင်ご利用になられる扉はこの扉でよろしいですかဒီလားလို့မေးတယ်33နံပါတ်33ကိုလောက်ကနံပါတ်ကိုမှတ်ထားမယ်အဆင်ပြေဆိုရင်ဟိုက်ご利用料金を入れてくださいသူကအဲ့ဒါကဒီမှာ900ပေါ့နော်အကျွေးကြီးထည့်ဟာရှိမယ်1000နဲ့ထည့်ဟာရှိမယ်900ထည့်လိုက်ပြီ荷物を取り出すときにご利用証明書が必要ですので忘れずにお取りくださいご利用証明書をお取りくださいご利用証明書をお取りくださいご利用ありがとうございますဒီမှာကအရေးကြီးအချက်ကဘာလဲဆိုတော့ဒီ900ရဲ့အစ်စ်လေးလေအဲ့ဒါလည်းသုံးလို့မရဘူးဒီ1000တန်ကလည်းဒီမှာကြည့်ရော1000နဲ့အစ်စ်သုံးလို့မရအောင်အဲ့ကြောင့်မလို့အဲ့ဒါကိုတတိထားမှရမယ်ပေါ့နော်အဲ့ဆိုတော့ရပြီပြီးလို့ရှိရင်လားထုတ်ရုံပဲဟိုမှာကိုယ့် blogger နံပါတ်ကိုမှတ်ထားမယ်ကျေးဇူးတင်ပါတယ်